ခုသာရခါကလက်ပံလာဈေးရှိမှာလေရင်နဲ့ပြစ်သွားတာဖြစ်ပါတယ်လေရင်နဲ့ချင်းပြစ်သွားတဲ့အချိန်မှာခုစစ်ဘေးရှောင်သွားတဲ့ပြည်သူတွေရဲ့ဈေးဆိုင်အိမ်ကန်းတွေအကုန်လုံးခုဒါမီးဆွဲပြီးမီးလောင်နေတာဖြစ်ပါတယ်လမ်းမပေါ်လည်းအကုန်လုံးလမ်းတွေပိတ်ပြီးပုံပြီးတော့စစ်ရှောင်နေတဲ့ပြည်သူတွေအများကြီးပဲရှိနေတဲ့အချိန်မှာပဲခုလိုမျိုးလက်ဖက်ကိုလုပ်သွားတာဖြစ်ပါတယ်ဒါဆိုရင်ဒီမီးတွေဝင်နေတတ်ဖို့ရာလူတွေသိမရှိဘူးပေါ့နေတတ်ဖို့မလိုတဲ့အတွက်ဒါလက်ပံလာရွာလေကောင်ဈေးဖြစ်တဲ့အတွက်အားလုံးဒီကူပြီးတော့ဒီကလုံးလေးပါမကုန်ဖို့ပဲကျွန်တော်တို့မျှော်လင့်ရမှာပဲဗျဒါကတော့ဘယ်နာလဲဆိုတော့အရင်ကဟောလေ969အပေါက်လေးပါရောင်းတဲ့ဆိုင်သားလေးဒီဘက်ဒီမှာဆိုလို့ရှိရင်လည်းအဲ့ဒါကမွေစင်ဟိန်းဖုံးဆိုင်အနီးကမီးလောင်နေတာဖြစ်ပါတယ်